ဒီနေ့တော့ဝမ်းသာစရာလေးတစ်ခုပါကျွန်တော်ရဲ့အဖိုးအဖွားတွေအတွက်ဒီနေ့ဆိုရင်ဒီမှာမြေနေရာလေးစာချုပ်ပါတယ်လို့နော်မြေနေရာလေးစာချုပ်တဲ့နေ့ဒီမှာ6လဆိုင်နဲ့ချုပ်ရပါတယ်6လဆိုင်နဲ့ချုပ်ရတဲ့နေ့မှာပထမ1ရက်အနေနဲ့ကျွန်တော်တို့ဒီမှာငွေကျ3,200ရေလုံးချရပါတယ်ဗျာနော်ကြံငွေ1,500လောက်ကိုကျွန်တော်တို့ဒါပြီးကမှ6လဆိုင်ပြီးကမှပေးရမှာပါလို့နော်အခုလိုမျိုးလေးအဆင်ပြေအောင်ဆောင်ရွက်ပေးကြတဲ့အဖက်ဖက်ကမှဒါအားလုံးရမီရဖာများနဲ့တော့ဝိုင်းဝန်းပြီးတော့ဆောင်းလျှောက်ပေးကြတဲ့မိတ်ဆွေတငယ်ချင်းအပေါင်းတွေများလည်းကျေးဇူးအများကြီးတင်ပါတယ်လိုက်မော်အတိုင်းဝိုင်းဝန်းပြီးတော့ပံ့ပိုးလှူဒန်းကြတဲ့အလူရှင်တွေတယောက်ချင်းစီတိုင်းလည်းကျေးဇူးတင်ပါတယ်ဒါလေးပြီးပြီဆိုတာနဲ့ကျွန်တော်ချက်ချင်းအကောင့်ထဲပေါ်မှာပါရေတွန်းတူတာတွေရေတွန်းရေကန်တူတာတွေမီးလျှောက်တာတွေကျွန်တော်တို့အကုန်လုံးစသဖြင့်အစာအုပ်တဲတာတွေအကုန်လုံးဝိုင်းဝန်းပြီးတော့ချက်ချင်းဆောင်ရွက်မှာပါဗျာနော်ဒီနေရာလေးအတွက်လည်းကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ဖိတ်ခေါ်ပါမယ်ပြီးရင်လည်းကျွန်တော်တို့ဘယ်နေရာလေးဝယ်လိုက်တာတော့ဘယ်နေရာလုံးဆိုတာလည်းပြီးရင်ပြန်ပြီးတော့တင်ပြပေးပါမယ်နော်လောလောဆယ်ရင်တော့ကျွန်တော်မတင်ပြသေးပါဘူးလို့နော်ဒီနေ့တော့မှတ်တိုင်လေးတစ်ခုအဖိုးအဖွားတွေအတွက်အမှတ်တိုင်လေးတစ်ခုစိုက်ထူနိုင်ခဲ့ပါပြီလို့နော်ကျွန်တော်ဒီမှာစာချုပ်လေးနဲ့ဒီနေ့တော့ line မော်အတိုင်းမှာဘယ်တော့ဝယ်မလဲဆိုတဲ့မိတ်ဆွေတွေလည်းဒီနေ့တော့ဝယ်ပြတ်သွားပါပြီလို့ဒီနေ့ဆိုရင်ကျွန်တော်တို့ဒီမှာငွေကျ3,200အရင်ဆုံးချပါတယ်ကြံငွေကို6လဆိုင်ပြီးတော့ပေးရမှာပါဗျာနော်အဆင်ပြေအောင်ဆောင်ရွက်ပေးတဲ့ဒီဘက်ကအမည်ရှင်လဲကျေးဇူးအများကြီးတင်ပါတယ်အစတရာဆောင်ရွက်ပေးကြတဲ့အတိမိတ်ဆွေပေါင်းနေလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်ဝမ်းသာစရာလေးမလို့ကျွန်တော် line မော်တင်ပေးခြင်းဖြစ်ပါတယ်လို့နော်ကျေးဇူးတင်ပါတယ်